အားလုံးမင်္ဂလာပါဒီနေ့ Illustrated Dhammapara ဆိုတဲ့စာအုပ်ကိုဒီဗုဒ္ဓဓမ္မကိုဘုဒ္ဓရရစီရန်အတွက်၎င်းအင်္ဂလိပ်စာလေ့လာရတဲ့လူတွေအတွက်လည်းဒီအထောက်ပံ့ဖြစ်ဖို့အတွက်ပေါ့နော်ဒီ Venerable ဝေရဂေါဒစာရရမဟာထေရဆိုတဲ့ဒီသီရိလင်္ကာဆရာတော်ရေးသားထားတဲ့ဒီဓမ္မပဒကိုဒီနေ့ရှင်းပြပေးသွားမှာပေါ့နော်အရင်ဆုံးဓမ္မပဒထဲမှာသူက chapter 1ကစပြီးတော့ရှင်းပြမယ်ယမကဝက twin verses ဒီဂါထာအစုံလိုက်ပေါ့နော်ဂါထာအစုံလိုက်ဒီပါဠိရောအင်္ဂလိပ်ရောညီမလိုပါဒီစာဖတ်သူတွေနားလည်အောင်ရှင်းပြပေးသွားမှာပေါ့သူကဒီမှာ illustrated ဓမ္မပဒဆိုတဲ့ပုံလေးတွေနဲ့ပါသူကဖန်တီးထားတယ်ပေါ့နော် Suffering pursues the evildoer suffering ဆိုတဲ့ဒုက္ခ pursues အစဉ်လိုက်တယ်ပေါ့နော် the evildoer evil ဆိုတာမကောင်းမှု doer ဆိုတာပြုလုပ်တဲ့သူပေါ့ဒီဒုက္ခကဒါမှမဟုတ်ဆင်းရဲဒုက္ခကမကောင်းမှုကိုပြုလုပ်တဲ့သူနောက်မှာအစဉ်လိုက်တယ်တဲ့ဥပမာကတော့ as the carter wheel the hoof of the draw ox ဒီဥမာနဲ့ဆိုလို့ရှိရင် the carter wheel ဆိုတဲ့ဒီနွားဒီလှဲဘိန်းပေါ့နော်လှဲဘိန်းကဆိုလို့ရှိရင် the hoof ဆိုတာခွာကိုပြော the draught ox ဆိုတဲ့ဒီနွားရဲ့ခြေရာကိုလှဲဘိန်းကလိုက်တယ်လို့ပဲတဲ့ဒီမကောင်းမှုပြုလုပ်သူရဲ့နောက်မှာဒုက္ခဆင်းရဲဒုက္ခကပါစုအစဉ်လိုက်နေတယ်ပေါ့ဂါထာလေးကိုဒီပါဠိလိုအရင်ဖတ်ပြမယ်မနောပုပ္ပင်္ဂမဓမ္မာမနောစိတ္ထာမနောမေယမနစာကြေပဒုဋ္ဌေနဘာစတိဝါကရောတိဝါတတောနံဒုက္ခမနွေတိကြက်ကံဝဟတောပဒံဒါဓမ္မပဒဒါပထမဆုံးနံပါတ်1ပုဒ်ပေါ့နော်ဒီမှာအင်္ဂလိပ်လိုနဲ့ပါဠိလိုအရင်ဆုံးရှင်းကြည့်အောင်မနောပုပ္ပင်္ဂမဓမ္မာမနောပုပ္ပင်္ဂမကိုအင်္ဂလိပ်လိုတော့ mind precedes လို့ဘာသာပြန်လိုက်တယ် mind precedes ဆိုတာစိတ်ဓာတ်လျင်ရှည်သွားရှိတယ်ပေါ့နော်ဒီမှာတော့ဓမ္မာရောက်တော့သူက all knowable သိစရာအလုံးမှာဆိုလို့ရှိရင်စိတ်ကရှည်သွားရှိတယ်တဲ့ဓမ္မာကို all knowable ဆိုတာသဘာဝဓမ္မတွေကိုပေါ့နောက်တစ်ကြောင်းကတော့မနောစိတ္ထာမနောမေယမနောစိတ္ထာကိုဘယ်လိုဘာသာပြန်လဲဆိုလို့ရှိရင် minds their chief စိတ်ကဆိုလို့ရှိရင်အကြီးအကဲဖြစ်တယ်ပေါ့မနောမေယ mind mate are they ဒီမိမိတို့အရာအလုံးအားဆိုလို့ရှိရင်စိတ်ကပဲပြီးစီးအောင်ပြုလုပ်နိုင်တယ်ပေါ့မနစာကြေဗဒုဋ္ဌေနဒီမှာမနစာကြေကို if စေကတော့ if လို့ဘာသာပြန်ပါတော့နော်မနစာကြေဗဒုဋ္ဌေနကို if with corrupted mind corrupted ဆိုတာကတော့ဗဒုဋ္ဌေနပဲဗဒုဋ္ဌေနဒီမကောင်းတဲ့ပေါ့နော် corrupted ဆိုတာခြစားတာတို့မကောင်းတာတို့ကိုပြောမနစာကတော့ mind ပဲအဲကြတော့မနစာကြေဗဒုဋ္ဌေနဆိုလို့ရှိရင် with if with a corrupted mind ဒီမကောင်းတဲ့စိတ်နဲ့ပေါ့နော်ဘာစတိဝါကရောတိဝါဘာစတိဝါဆိုလို့ရှိရင်ဘာစတိဆိုလို့ရှိရင်ဘယ်လိုဘာသာပြန်လဲဆိုလို့ရှိရင် one should either speak ဘာစတိဆိုတာပြောတာပေါ့နော်တစ်စုံတစ်ယောက်ကဒီမကောင်းတဲ့စိတ်နဲ့ပြောမယ်ကရောတိဝါ or ဝါတော့ or လို့ပြောမှာပေါ့နော်ဒါမှမဟုတ် act
karoti ဆိုတာ act လို့ဘာသာပြန်တယ်ပြုလုပ်မယ်ဆိုလို့ရှိရင်ဒီမကောင်းတဲ့စိတ်နဲ့ပြောမယ်မကောင်းတဲ့စိတ်နဲ့ပြုလုပ်မယ်ဆိုလို့ရှိရင်တဲ့တတောနံဒုက္ခမနွေတိတတောအဲ့ဒီလိုသာမကောင်းတဲ့စိတ်နဲ့ပြုမယ်ပြောမယ်ဆိုလို့ရှိရင်နံကတော့ဒီမှာဘာသာဝမ်းကိုပြောဒီစုံတစ်ယောက်ကိုပြောပဲနံဒီမကောင်းတဲ့စိတ်နဲ့ပြောမယ်ပြုမယ်ဆိုတဲ့သူကိုဒုက္ခမနွေတိဒုက္ခ follow caused by that ဒုက္ခအနွေတိဆိုတာအစင်လိုက်တာပြော follow ပြောအနွေတိကအဲ့လိုမကောင်းတဲ့စိတ်နဲ့ပြောမယ်မကောင်းတဲ့စိတ်နဲ့ပြုလုပ်မယ်ဆိုလို့ရှိရင်ねလူနောက်ကိုဒုက္ခကအစင်လိုက်နေတယ်တဲ့ကြက်ကံဝဝဟတောဗဒံကြက်ကံဝကိုဘယ်လိုဘာသာပြန်လဲဆိုလို့ရှိရင်ကြက်ကဆိုဝီကိုပြော the wheel ဘိန်းကိုပြောနော်ဝဟတောဗဒံဝဟတောဆိုတာကတော့ဝဟတောဗဒံဒီ the ox of hoof နွားရဲ့ခွာပေါ့နော်ခွာကိုလှဲဘိန်းကအစင်လိုက်တဲ့ကဲ့သို့မကောင်းတဲ့စိတ်နဲ့ပြောမယ်မကောင်းတာနဲ့စိတ်နဲ့ပြုလုပ်မယ်ဆိုလို့ရှိရင်အဲ့လူနောက်ကိုဒုက္ခကအစင်လိုက်တယ်လို့ပဲတဲ့ဒါရတဲ့ဂါထာပေါ့နော်ဒါကြောင့်လဲစိတ်ဓာတ်ဒီဂါထာကဘာဝရိကပြောနေတာလဲဆိုလို့ရှိရင်စိတ်ကရှည်သွားရှိတယ်တဲ့စိတ်ဓာတ်လည်းလူတွေမှာဆိုလို့ရှိရင်အကြီးကဲပေါ့နော်စိတ်ကပဲအကြီးကဲဖြစ်တယ်ပေါ့ကိုကမကောင်းတဲ့စိတ်နဲ့ပြုလုပ်မယ်ဆိုလို့ရှိရင်မကောင်းတဲ့စိတ်နဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလူနောက်ကိုဒုက္ခကအစင်လိုက်တယ်လို့ပဲတဲ့ဒီဥမာကတော့နွားရဲ့နောက်ကိုလဲဘင်းကအစင်လိုက်တဲ့ကဲ့သို့ပေါ့နော်အဲ့ဒါလိုရှေ့ဆက်ပြီးတော့ကျတော့ story လေးဖတ်ကြည့်ရအောင် suffering follows the evildoer ဒီဒုက္ခကဒီမကောင်းတဲ့ပြုလုပ်တဲ့သူကိုအစင်လိုက်နေတယ်တဲ့နံပါတ်1 story of the monk ကြက်ခုပါဠဒီ verse ကလည်းဒီ verse ကဂါထာကိုပြောဒီဂါထာနဲ့ပတ်သက်ပြီးတော့ကျတော့ဒီအကြောင်းအရာနဲ့ဆက်တဲ့ဘယ်သူအကြောင်းလဲဆိုလို့ရှိရင် story of the monk ကြက်ခုပါဠ monk ဆိုတာကတော့ယဟန်တို့မထေရတို့ပြောနော်ကြက်ခုပါဠမထေရရဲ့အကြောင်းအရာပေါ့နော်ဒီအကြောင်းအရာနဲ့ဒီဂါထာနဲ့ဘယ်လိုဆက်မလဲဆိုတာကြည့်ရအောင် While residing at the Jetavana Monastery in Savatthi ဒီတာဝတိမြို့ရဲ့ဇေတဝန် monastery ဆိုတာအကြောင်းကိုပြောတာနော်တာဝတိမြို့မှာရှိတဲ့ဇေတဝန်အကြောင်းမှာ residing သတင်းသုံးနေတော်မူခြင်း reside တော့ stay တော့ live တော့ ਨੇ ဒီလိုပဲ why ဆိုစင်ပေါ့နော် why residing at the Jetavana Monastery in Savatthi Savatthi မှာရှိတဲ့တာဝတိမှာရှိတဲ့ဒီဇေတဝန်အကြောင်းတော်မှာသတင်းသုံးနေတော်မူစဉ်တဲ့ The Buddha spoke this verse မြတ်စွာဘုရားကဒီဂါထာကို this verse ဒီဂါထာကိုအထက်ကဂါထာကိုဟောတော်မူခဲ့တယ်ပြောတော်မူထားတယ်ပေါ့နော်ရှင်းပြတော်မူထားတယ်ပေါ့ with the reference to Chakupala ဘယ်သူကိုရည်ညွှန်း reference ဆိုတာရည်ညွှန်းပြီးတော့ကြတော့ဘယ်သူကိုရည်ညွှန်းပြီးတော့ပြောလဲဆိုလို့ရှိရင်စက္ခုပါဠကိုရည်ညွှန်းပြီးတော့ပြောတယ်အကြောင်းပြုပြီးတော့လည်းပဲပြောတယ်ပေါ့နော် reference ကိုအကြောင်းပြုပြီးတော့လည်းပြန်လို့ရတယ်စက္ခုပါဠမထေရကိုထပ်ပြီးတော့ဘယ်လိုရှင်းပြထားလဲဆိုလို့ရှိရင် a blind monk blind ဆိုတာကတော့ဒါမျက်စိကန်းတာတွေပေါ့ကန်းတာကိုပြောနော်ဒီမျက်စိမမြင်ရတဲ့စက္ခုပါဠကိုအကြောင်းပြုပြီးတော့ကျတော့မြတ်စွာဘုရားကဟောတော်မူရပေါ့နော် on one occasion ဒီတစ်ခါကပေါ့နော် on one occasion ဒီဟွာတွေဇလန်းတွေဟွာတွေစပြီဆိုလို့ရှိရင်အဲ့လို on one occasion တွေဟွာတွေဆက်တဲ့တယ်နော် long ago တို့ monk Chakupala came to pay homage to the Buddha at the Jetavana monastery monk Chakupala ဆိုတဲ့စက္ခုပါဠယဟန်ကပေါ့ came to pay homage to the Buddha at the Jetavana monastery ဒီဇေတဝန်ကျောင်းတော်မှာရှိတဲ့ pay homage ဆိုတာကတော့လာပြီးတော့ဒါဥခိုက်တာပေါ့နော်မြတ်စွာဘုရားကိုလာပြီးတော့ဥခိုက်တယ်
ဥခိုက်ဖို့ဇေတောင်မှာရှိတဲ့ညဘုရားကိုလာပြီးတော့ဒီဥခိုက်တယ်ပေါ့နော်လာကြော့ပေါ့အဲ့လိုလာကြော့တဲ့အချိန်မှာ one night တညမှာ while pacing up and down in meditation အဲ့ဒီဇေတဝန်ကျောင်းတော်မှာပဲဒီမြတ်ဗုဒ္ဓကိုဖះမြတ်စွာဘုရားကိုလာဖူးရင်းနဲ့ပဲတညအမှနေရင်းနဲ့ပေါ့နော်သတင်းသုံးနေရင်းနဲ့သက္ကုပါလမထေရက while pacing up and down in meditation pacing up ဆိုတာ pacing ဆိုတာကတော့သူကဟိုခြေလမ်းကိုပြောတာပဲ up and down ဆိုတာတော့ဒီရှေ့နောက်ဇင်းကြံသွားတဲ့သဘောမျိုးပေါ့နော် in meditation ဆိုတော့ဒီဇင်းကြံကမ္မထံသွားစဉ်ပေါ့နော်ရှောက်စဉ် the monk accidentally stepped on some insects ဒီသက္ကုပါလမထေရက accidentally ဆိုတာကတော့ဒီရည်ရွယ်ချက်မရှိဘူးပေါ့နော်ရည်ရွယ်ချက်မရှိဘဲနဲ့ step on some insect step on ဆိုတာကတော့ဒီနင်းမိတာပေါ့နော် on some insect ဆိုတဲ့ဒီပေါ်ရစိတ်တို့ပလူတို့ပေါ့အဲ့လိုဒီ insect တွေကိုနင်းမိတယ်တဲ့ဒီဈဉ္ဉံကမ္မဋ္ဌာန်းသွားရင်းနဲ့ပေါ့နော်ရည်ရွယ်ချက်တော့မရှိဘူး accidentally accidentally ကအရေးကြီးတယ်ကိုကတကယ်လို့ရည်ရွယ်ချက်ရှိရင်နင်းရင်တော့ဒါအပြစ်ရှိရပါတော့ဒါကတော့အခုကတော့မထေရကြီးကအဲ့လိုဈဉ္ဉံသွားရင်းနဲ့မတော်တဆပေါ့နော်ဒီပေါ်ရစိတ်တို့မြေကြီးပေါ်မှာသွားနေတဲ့ဘလူတို့ပါတော့အစရှိတယ်ပေါ့နော်အဲ့လိုကောင်းလေးတွေနင်းမိရဲ့တဲ့ in the morning မနက်ခင်းရတော့ some monks are visiting the monk found the dead insect အဲ့လိုမနက်ခင်းရောက်တော့ကျတော့ some monks တချို့ရဟန်းတွေက visiting the monk ဒီ the monk ကတော့ဒီသက္ကုပါလမထေရကိုပြောတာနော်သက္ကုမာလမထေရစီကိုဒီအလဲလာကြတယ်ပေါ့နော်အဲ့လိုလာကြတဲ့အခါမှာ found တွေ့ရှိတယ်တဲ့ the dead insect ဒီသေနေတဲ့အာသေနေတဲ့ဒီသေနေတဲ့ဒီဟွာလေးတွေကိုရစိတ်တွေပါတယ်ဒီတွေးမိတယ်ပေါ့နော် they thought a of the monk သူတို့ကဘယ်လိုထင်လဲဆိုလို့ရှိရင်အဲ့လိုတွေးပြီးတော့ကျတော့ဒီအလဲလာတဲ့ယဟန်တွေကဘယ်လိုထင်လဲဆိုလို့ရှိရင် a of the monk ဒီသက္ကုပါလမထေရဟို a ဆိုတာမကောင်းတာတော့ဒီအဓိကတော့ဒီပိုးကောင်လေးတွေတည်တာကိုကြည့်ပြီးတော့ဒီယဟန်ကသူဆွဆွဲတဲ့သဘောမျိုးပေါ့နော်သူပိုးကောင်လေးတွေတတ်တယ်ဆိုတဲ့သဘောမျိုးပေါ့ဒီယဟန်မကောင်းတဲ့ယဟန်ပေါ့အဲ့လိုတွေးထင်ကြတယ်ပေါ့ and reported the matter to the Buddha ဒီ reported ဆိုတာကတော့မြတ်စွာဘုရားကိုရှောက်ကြတယ်ပေါ့သတင်းပို့တာပေါ့နော် the matter to the Buddha the matter ဆိုတာကတော့ဒီပိုးကောင်လေးတွေတည်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျတော့မြတ်ဗုဒ္ဓကိုသူတို့ရှောက်ကြတယ်ပေါ့ the Buddha asked them မြတ်ဗုဒ္ဓကဒီယဟန်တွေကိုမေးတယ် them ကတော့ခုနအလဲကြွလာတဲ့ယဟန်တွေပေါ့နော်သူတို့မေးတယ်တဲ့ whether they had seen the monk killing the insects whether they have seen ဆိုတာကတော့မြင်သလားပေါ့နော် have seen မြတ်စွာဘုရားကသင်တို့ဒီယဟန်ဒီသက္ကုပါလမထေရဒီပိုးကောင်တွေကို killing the insect ဒီပိုးကောင်တွေကိုတတ်နေတာသင်တို့ကိုယ်တိုင်မြင်သလားမြင်လားမမြင်ဘူးလားပေါ့နော်အဲ့လိုမြတ်ဗုဒ္ဓကမေးတယ်တဲ့ when they answer in the negative အဲ့သူတို့ဘယ်လိုပြန်ဖြေလဲဆိုလို့ရှိရင် when they answer in the negative ဆိုတော့ negative ဆိုတာ no လို့ပြန်ဖြေရပါတော့သူတို့မြတ်ဗုဒ္ဓကဒီသက္ကုပါလမထေရပိုးကောင်တွေတတ်နေတာသင်တို့မြင်လားဆိုတော့ကျတော့သူတို့ကဘယ်လိုပြန်ဖြေလဲဆိုလို့ရှိရင် in negative no မမြင်ပါဘူးဖေဟာဆိုပြီးတော့မြတ်စွာဘုရားကိုပြန်လျှောက်ကြတယ်ပေါ့ the Buddha said မြတ်ဗုဒ္ဓကဘယ်လိုပြန်ပြီးတော့မိန့်လဲဆိုလို့ရှိရင် just as ထို့တူပဲပေါ့နော် you had not see him kill him သင်တို့
သူခေးလင်းကိုသူခေးလင်းဆိုတဲ့ဒီပိုးကောင်တွေကိုတတ်နေတာမမြင်သလိုပဲတဲ့ so also ထို့တူပဲ he had not seen this living inside he had not seen သူလည်းပဲမမြင်ဘူးတဲ့ those living inside ဒီအသက်ရှင်နေတဲ့ဒီပိုးကောင်လေးတွေကိုလည်းပဲဒီ insect တွေကိုလည်းပဲသူမမြင်ဘူးတဲ့ besides ထို့အပြင်ပေါ့ဒါအပြင် as the monk had already attained arahantship as the monk had ဘာကြောင့်လဲဆိုလို့ရှိရင် had already attain ဆိုတာရရှိရတယ်ရောက်ရှိရတော့ပြောနော်ဒီ had already attain ဆိုတာသူရရှိပြီးသွားပြီပေါ့နော် arahantship ယန္တာဖြစ်တော့ရောက်ရှိပြီးသွားပြီတဲ့ယန္တာဖြစ်တယ်ဆိုတာကတော့ဒီလောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေကိုအရတ္တမဉာဏ်နဲ့ပယ်တတ်ပြီးတော့ကျတော့ဒီကိလေသာမရှိတော့ဘူးပေါ့နော်ကိလေသာမရှိတဲ့ယန္တာဖြစ်တော့ရောက်ရှိပြီးသွားပြီပေါ့နော်အဲ့ဒီပြီးတဲ့အတွက်ကြောင့် he could have no intention of killing ဒါကြောင့် he could have no intention ဆိုတာရည်ရွယ်ချက်ကိုပြောတာနော်ဒီရည်ရွယ်ချက်ရှိဒါမှမဟုတ်လဲသေသေးလို့တဲ့စေရနာပေါ့နော် no intention of killing ဒီသေသေးလို့တဲ့စေရနာသူ့မှာမရှိဘူးတဲ့ so ဒါကြောင့် he was innocent ဒါကြောင့်သူကအပြစ်ကင်းတယ်ပေါ့နော်အပြစ်မရှိဘူးပေါ့ဒီပိုးကောင်လေးတွေသေတာနဲ့ပတ်သက်ပြီးတော့ကျတော့ on being asked သူတို့ကလည်းယဟန်တွေကလည်းပဲမြတ်ဗုဒ္ဓကိုမေးကြတယ်ပေါ့နော် ask ဆိုတာမေးရဗျာ why Sakubala was blind စကုပါလကဘာကြောင့်မျက်စိကန်းရတာလဲပေါ့နော်ကန်းတာနဲ့ပတ်သက်ပြီးတော့ကျတော့မြတ်ဗုဒ္ဓကိုဒီယဟန်တွေကမေးကြတယ်ပေါ့ although he was an arahant although ဆိုတော့လည်းပဲပေါ့နော်ဘာသာပြန်တဲ့ခါတော့ although he was an arahant သူကယဟန်တာဖြစ်တော့လည်းပဲ why Sakubala was blind သူကဘာကြောင့်မျက်စိကန်းရတာလဲဆိုပြီးတော့ကျတော့မြတ်ဗုဒ္ဓကိုရှောက်တယ်The Buddha told the following story မြတ်စွာဘုရားကဒီအောက်ပါ story ကို following story ဆိုအောက်ပါအကြောင်းအရာအောက်ပါဇာတ်လမ်းကိုမိန့်တော်မူတယ်ပေါ့အဲဇာတ်လမ်းက Sakubala was a physician in one of his past existence Sakubala ဆိုလို့ရှိရင်တဲ့ဒီ one of his past existence past ဆိုတာကတော့လွန်ခဲ့တဲ့ပေါ့နော် existence ဆိုဘဝကဒီလွန်ခဲ့တဲ့ဘဝတစ်ခုမှာပေါ့နော်သူက physician ဆိုတာကတော့ဆရာဝန်တယောက်ဖြစ်ခဲ့ဘူးတဲ့ once ဒီချိန်က he had deliberately made a woman patient blind တခါက he ဆိုတာကတော့စကုဘာလာပဲဗျာနော်စကုဘာလာက deliberately ရည်ရွယ်ချက်ရှိပေါ့နော်စောစောကတော့ accidentally လို့သုံးတာကိုရည်ရွယ်ချက်မရှိဘဲနဲ့ရည်ရွယ်ချက်မရှိတာကို accidentally မတော်တဆပေါ့နော်အခုကတော့ deliberately ရည်ရွယ်ချက်ရှိကို made a woman ပြုလုပ်တယ်ပေါ့နော်မျိုးသမီးတယောက်ကို patient blind ဆိုမျက်စိမမြင်တဲ့အမျိုးသမီးတယောက်ကိုရည်ရွယ်ချက်ရှိဒီမျက်စိကန်းအောင်သူလုပ်ခဲ့ဘူးတယ်ပေါ့နော် that a woman had promised to become his slave ဒီလူနာမျိုးသမီးကသူဆရာဝန်ဖြစ်တုန်းကပေါ့နော်အရင်ဘဝသူဆရာဝန်ဖြစ်တုန်းကအချက်မှာလူနာမျိုးသမီးက had promised ဂရီပေးတယ်ပေါ့နော် to become his slave သူ့ရဲ့ကျွန်ဖြစ်ဖို့အတွက်ဂရီပေးတယ် together with her children သူတွေမဟုတ်ဘူးသူ့ရဲ့ဒီကလေးတွေနဲ့အတူတူသူကျွန်ဖြစ်ဖို့အတွက်သူဂရီပေးတယ်ဘာကြောင့်လဲဆိုလို့ရှိရင် if her eyes were completely cure တကယ်လို့သူရဲ့မျက်စိကိုလုံးဝကို completely ဆိုတာလုံးဝပေါ့နော် cure ဆိုတာကုသနိုင်မယ်ဆိုလို့ရှိရင်သူသားသမီးတွေနဲ့တကွာသူ့စီကိုကျွန်ဖြစ်နေမယ်ပေါ့နော်ကျွန်ခံမယ်ဆိုပြီးတော့ကျတော့ agree ပေးတဲ့သဘောမျိုးပေါ့ fearing that သူကကြောက်တယ်တဲ့
fear ဆိုကြောက်တာဗျာဘာကိုကြောက်တယ်လဲဆိုလို့ရှိရင် she and her children who have to become slaves သူနဲ့သူ့ရဲ့ကလေးတွေ have to become slaves ဆိုကျွန်ကိုပြောတာနော်အဲ့လိုကျွန်ဖြစ်ရမှာကိုသူကြောက်တယ်တဲ့ she lie to the physician အဲ့လိုကျွန်ဖြစ်ရမှာကြောက်တဲ့အတွက်ကြောင့် lie ဆိုလိန်တာကိုပြောတာနော် she lie to the physician ဆရာဝန်ကိုလိန်တယ်ပေါ့နော်ဘယ်လိုလိန်လဲဆိုလို့ရှိရင် she told him that ဟင်းကတော့ဆရာဝန်ကိုပြောတယ်ဆရာဝန်ကသူကပြောတယ်ပေါ့ her eyes were getting worse သူ့ရဲ့ eye ကပိုဆိုးလာတယ်ပေါ့နော် getting worse ဆိုတာကတော့ပိုဆိုးလာတယ်ပေါ့သူကုတော့လည်းပဲပိုဆိုးလာတယ် one in fact they were perfectly cured တကယ်တော့ကျတော့ဒီဆရာဝန်က they were perfectly cured they ဆိုတာကတော့ဒီမျက်လုံးနှလုံးကိုပြောပါတော့ဒီမျက်လုံးနှလုံးကလုံးဝကိုကောင်းသွားပြီခွေကုပြီးသွားပြီဆရာဝန်ကုလိုက်တာကျပျောက်သွားပြီပေါ့နော်ပျောက်တော့လည်းပဲသူကမပျောက်ဘူးဆိုပြီးတော့ကျတော့သူ့ရဲ့မျက်လုံးကပိုဆိုးလာတယ်ဆိုပြီးတော့ကျတော့ဒီဆရာဝန်ကိုလိန်ပြောတယ်ပေါ့နော်ဘာလို့လဲဆိုတော့စောစောရှေ့ကပြောခဲ့တဲ့အတိုင်းပဲသူကဂရီပေးထားတာကိုသူ့ရဲ့မျက်လုံးကကောင်းကုနိုင်မယ်ဆိုလို့ရှိရင်ဒီကျွန်ခံရမယ်ဆိုပြီးတော့ကျတော့ဂရီပေးထားတာကိုအဲ့ဂရီကျွန်ဖြစ်ကိုနဲ့နေရမှာကိုကြောက်ပြီးတော့ကျတော့သူကမျက်လုံးကောင်းတော့လည်းပဲမကောင်းဘူးလို့ပြောတာကိုမြင်ရတော့လည်းပဲမမြင်ရဘူးလို့ပြောတာပေါ့ the physician knew သူကမကောင်းပြောတာဆရာဝန်ကသိတယ် physician knew သိရတယ်ပေါ့နော် she was deceiving him deceive ဆိုတာလိန်တယ်ဗျာ she was deceiving him သူ့ကိုလိန်နေတယ်ဆိုတာကိုသူကသိတယ် so in revenge ဆိုတာကတော့ဒီပြောင်းပြန်ပေါ့နော် revenge ဆိုတဲ့စကားလုံးကိုပြန်ကြည့်အောင် revenge ဆိုတာကတော့ဘာကိုပြောလဲဆိုလို့ရှိရင် revenge meaning the action of inflicting hurt or harm someone for injury wrong suffered at their hands inflict hurt or harm on someone for injury wrong ဒီကဒီ reverse ဆိုတာကတော့သူ့ကိုထိခိုက်စေရပေါ့နော်ကောင်းနေတာကိုမကောင်းအောင်ပေါ့နော်ပြောင်းပြန်ပြီးတော့ကျတော့ he gave her another ointment ဆရာဝန်ကကောင်းနေတာနဲ့မကောင်းတဲ့ဆေးတွေပေးတဲ့သဘောမျိုးတော့ he gave her သူ့ကိုပေးတယ် another ointment တခြားဒီမျက်စိနဲ့မသင့်တဲ့ဆေးပေါ့နော်မျက်စိကိုထိခိုက်စေတဲ့ဆေးကန်းစေတဲ့ဆေးကိုသူကပြန်ပြီးတော့ပေးလိုက်တယ်တဲ့ which made her totally blind ဒီ ointment ဆိုတဲ့ဒီစီနဲ့လှုပ်ထားတဲ့ပေါ့နော်မျက်စင်ခတ်တဲ့ဆေးပေါ့အဲ ointment က which made her totally blind သူ့ကိုလုံးဝကို blind ကန်းသွားအောင်ကိုဒီမျက်စင်ခတ်ပေါ့နော်ခတ်လို့ရှိရင်ပျောက်တယ်ဆိုပေမဲ့သူကတော့မျက်လုံးနဲ့မသင့်တော့ဆေးပေးလိုက်တဲ့ကြောင့်လူနာကလုံးဝကိုကန်းသွားတယ်ပေါ့နော် as a result of this evil deed ဒီ result ဆိုတာအကျိုးဆက်ပေါ့နော် evil deed ဆိုတဲ့ evil ဆိုတာမကောင်းတဲ့ deed ဆိုတဲ့ဒီပြုလုပ်မှုပေါ့ကံပေါ့နော်ဒီမကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် the physician ဒီဆရာဝန်က lost his eyesight အမြင်ပေါ့နော်အမြင်က lost ကွယ်သွားတယ် many time အကြိမ်များစွာဘဝပေါင်းများစွာပေါ့ in his later existence now later ဆိုတာ now existence ဆိုတာဘဝတွေကိုသူဘဝပေါင်းများစွာမျက်စိမမြင်ပဲဖြစ်ရတယ်ပေါ့နော်ဒီရဲ့မကောင်းတဲ့ဒီအာဟုဇုကံရဲ့အကျိုးဆက်ကြောင့်ပေါ့ဟုတ်ပြီပြန်ပြီးတော့ကျတော့အင်္ဂလိပ်ဒီအသုံးအနှုန်းတွေ grammar တွေကိုပြန်ပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီစက္ခုပါဠမထေကဒီကအကြမ်းမြင်ရတော့ဒီမျက်စိမမြင်တာနဲ့ပတ်သက်တဲ့ကြောင့်ဒီ blind နဲ့ပတ်သက်ပြီးတော့ဒီဖြစ်တတ်တဲ့မျက်စိမမြင်တာမျက်လုံးနဲ့ပတ်သက်တဲ့ဝေါဟာရတွေနောက်တစ်ခုကမျက်လုံးမမြင်တဲ့အတွက်ကြောင့်ဒီပိုးကောင်တွေတက်နေမိတဲ့ဟာတွေပေါ့ဒါတွေကမျက်လုံးမမြင်ရခြင်းအကျိုးဆက်တွေပေါ့နော်ဒီစကားလုံးတွေကိုသုံးမယ်အဓိကကတော့ဒီဇလန်းကဘယ်မှာစဖြစ်လဲဆိုလို့ရှိရင်
at the Jitavana Monastery in Savatthi တာဝတိမှာရှိတဲ့ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတဲ့အခါမှာဒီမြတ်ဗုဒ္ဓက spoke this verse ဒီကာရာကိုသကုပါလမထေကိုအကြောင်းပြုပြီးတော့ဟောတော့ဗောနော် on one occasion အချိန်ပြဖို့ရင်လာတယ် monk ကချက်ကုပါလာဆိုတဲ့ဒီပို့ဟောပေါ့နော်ဒီထဲမှာပါဝင်တဲ့ story ထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကမြတ်ဗုဒ္ဓပါတယ်ပြီးတော့ကျတော့သကုပါလမထေပါတယ်မြတ်ဗုဒ္ဓကိုဖူးဖို့အတွက်သကုပါလကဇေတဝန်ကျောင်းတော်ကိုရောက်လာတယ်ပေါ့နော်အဲ့ညမှာပဲအချိန်ပြဖို့ထပ်လာတယ် why phasing up phasing ဆိုတဲ့စကားလုံးလေးကိုမှတ်ထားမယ်ပေါ့နော်ဒီခြေလမ်းပေါ့နော်ဈဉ္ကြံလျှောက်တာဈဉ္ကြံကမ္မထမ်းပေါ့ phasing up and down in meditation အဲ့ချိန်မှာလည်းပဲတခြားအာဂန္တုဘုန်းကြီးတွေရှိတယ် the monk accidentally stepped on some insect မျက်စိမြင်တဲ့ကြောင့်ပိုးကောင်းတွေတက်နေမိတယ် in the morning ဒီမှာအချိန်ပြဖို့တွေအရင်ဆက်ဆက်လာတယ်ပြင်ကော်မာလေးတွေပေါ့နော် some monks တခြားယဟန်တွေလည်းရှိတယ် visiting the monk found ဆိုတာ find တို့ found တို့နော်အဲ့ဒါတွေကတော့ဒီပြီးခဲ့တဲ့ story တွေဇာတ်လမ်းတွေဖြစ်တဲ့ကြောင့်ဒီထဲမှာအများဆုံးသုံးထားတာကတော့ဒီ past tense တွေပေါ့နော်အတိတ်ကာလတွေသုံးတာများတယ် dead insect dead insect ဆိုတဲ့ပိုးကောင်လေးတွေတည်နေတာကိုတွေ့တယ်ပေါ့ they thought သူတို့ထင်တယ်ပြီးတော့ကျတော့ the thought a monks ဒီယဟန်ကဒီပိုးကောင်တွေတတ်တာပဲဆိုတော့မကောင်းတဲ့ယဟန်ဆိုပြီးတော့ကျတော့သူတို့ထင်တယ်ပေါ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ reported အပြောတွေနဲ့ပတ်သက်ရပါတယ်ပေါ့နော်ခုနကဒီ say တို့ told တို့ report တို့ဒါတွေအပြောနဲ့ပတ်သက်တဲ့စကားလုံးတွေဒီအကြောင်းအရာကိုမြတ်ဗုဒ္ဓကိုရှောက်တယ်အဲ့ကျမှ the Buddha asks ဆိုတာလည်းဒါအပြောနဲ့ပတ်သက်တဲ့စကားလုံးတွေပေါ့မေးတယ်သူတို့မြင်လားမမြင်ဘူးလားပေါ့နော်ဒီယဟန်ကိုယ်တိုင်ယဟန်ဒီပိုးကောင်တွေတတ်တယ်လားမတတ်ဘူးလားဆိုတာသူတို့မြင်လားမေးတယ်ပြီးတော့ answer မေးတဲ့အခါမှာဒီ ask answer ဒါတွေတွဲပြီးတော့ပါလာတဲ့ဟာတွေပဲin the negative ဆိုတဲ့ဒီ no လို့ပြန်ပြပါနော် the Buddha said ပြီးတော့ကျတော့ just as ဥမာအနေနဲ့ you have not see him killing so also ထို့တူပဲ just as တို့ so also တို့ဒီအတွဲလေးလည်းပဲဒါသူသုံးတာတွေမှတ်တာပေါ့နော် had not seen ဒါတော့ဒီ past perfect tense ကိုသုံးထားတယ် living insect ဆောစော death insect ဆိုတွဲသုံးတာဒီမှာတော့ living insect ဒါတော့သက်ရှိဒီဟိုလေးတွေပေါ့နော်ဒီပွဲစိတ်လေးတွေတို့အစရှိတဲ့ဟာလေးတွေပေါ့ beside ဒါအပြင် the monk had already attained ဆိုရရှိရောက်ရှိတဲ့ arhanship ယန္တာဖြစ်ပေါ့နော် intention of killing intention ရည်ရွယ်ချက်ကအရေးကြီးရနော်ရည်ရွယ်ချက်ရှိဒီပိုးကောင်းလေးတွေတတ်တယ်ဆိုလို့ရှိရင်ဒီမှာသူ့မှာအာဟုသူဖြစ်တာပေါ့ innocent အပြစ်ကင်းတယ်ဒီကလုံးမှတ်ထားမယ် being x ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျတော့သူကယန္တာဖြစ်တော်လည်းပဲဘာကြောင့်မျက်စိမမြင်နဲ့ပတ်သက်ပြီးတော့ကျတော့ဒီမြတ်ဗုဒ္ဓကဒီသူဘာကြောင့်သူ့ရဲ့အတိတ်အကြောင်းကိုပြန်ပြီးတော့မိန့်တော်မူတယ်ပေါ့จักขุပါလာ was a physician physician doctor ဆိုတဲ့စကားလုံးကတော့သိရများတယ် physician နဲ့အတူတူဟောတယ်နော်ဟိုကအဓိပ္ပာယ်နဲ့ဆင်တယ် past existence အရင်ဘဝကိုပြောတယ် once အချိန်ပြဖို့လေးတွေလည်းမှတ်ထားမယ်ပေါ့နော် deliberately deliberately နဲ့ accidentally ဆန့်ကျင်ဘက်ပေါ့ deliberately ဆိုရည်ရွယ်ချက်ရှိစောစောကတွေ့ခဲ့တဲ့ accidentally ဆိုတာကတော့ဒီမတော်တဆပေါ့နော် made a woman patient blind မြို့သမီးတယောက်ကိုသူမျက်စိကောင်လုပ်တယ်တဲ့ promised ပြောနေပတ်သက်တာပြီးပြီး promised slaves ဆိုတာကျွန်ကိုပြောနော် together with the children if her eyes ဒါမျိုးလုံးနဲ့ပတ်သက်တဲ့ရတယ် completely cure blind ဖြစ်သွားတယ် blind ကနေ cure ပြန်ကောင်းလာတယ်မျက်စိအမြင်မြင်ရတယ် fear that ဒီလိုတကလုံးတွေလည်းပဲသုံးရပါတော့ fear that ကြောက်တယ်ဒါသူရဲ့မျက်လုံးကောင်းသွားပြီမဲ့လည်းကျွန်အဖြစ်တဲ့နေရာမှာကြောက်တဲ့အတွက်ကြောင့်သူလိန်နေ line အပြောနဲ့ပတ်သက်တဲ့စကားလုံးတွေမှတ်ထားပါတော့ say တို့ set တို့ promise တို့ hold တို့ line တို့ answer တို့ ask တို့အပြောနဲ့ပတ်သက်တဲ့စကားလုံးတွေအများကြီးပဲ she told him that ဒီလိုတွဲလေးမှတ်ရမယ် she told him that သူကပြောတယ် her eyes getting worse getting better getting worse ကောင်းလာဆိုလို့ရှိရင် getting better ပေါ့နော်မကောင်းဆိုးလာဆိုလို့ရှိရင် getting worse in fact they were perfectly cure perfectly ဒါရဒီအထူးပြုတဲ့စကားလုံးတွေမှတ်ရမယ် totally တို့
completely တို့အတူတွဲပြီးတော့ဖလှယ်ပြီးတော့သုံးလို့ရပါတော့ physician knew ဒါကတော့ news ဆိုတာသိရတဲ့ပတ်သက်တာပေါ့ no new တို့ she was deceiving လိန်တယ်ဆိုလို့ရှိရင် deceive he gave her another ointment ဆိုတာကတော့ဒီမျက်စင်းစေးသဘောမျိုးပေါ့သူကစီနဲ့လုပ်တဲ့မျက်စင်းစေးပေါ့ oint ဆိုတာစေ ointment which had totally blind totally တို့ completely တို့နော် blind as a result this evil ဆိုတာမကောင်းတာဗျာ d ဆိုတာကတော့ပြုလုပ်မှုပဲကံပေါ့နော် the physician lost ဆုံးရှုံးတာ his eyesight many times in his later existence နောက်ဘဝတွေမှာတဲ့နောက်တစ်ခုကတော့ explanatory translation verse 1 Dhamma manopubbingama manosiddha manomeya je vadauthena manasa pasati wa karoti wa tato dukkana anweti wahadobara chakka wiya တရားရတော့ဒီအဖြောင်တိုင်းအဓိပ္ပာယ်တိုင်းသူကတော့ပါဠိကိုပြန်စီထားတာပေါ့တော်ချင်းပြန်ပြီးတော့ဒီပါဠိနဲ့အင်္ဂလိပ်နဲ့တွဲကြည့်မယ်ဆိုလို့ရှိရင်ဓမ္မာကို experience လို့သူကပြန်လာတယ်အတွေ့အကြုံပေါ့နော်အတွေ့အကြုံနဲ့မနောပုပ္ပင်ကမာကို thought precede စိတ်ဓာတ်လည်းရှေ့သားရှိတယ်တဲ့မနောစစ်ထာကို thought in predominant ရှေ့သားလည်းဒီလွှမ်းမိုးထားတယ်ပေါ့နော်အကြီးမူဖြစ်တယ်ပေါ့ therefore ကြေကို therefore ဒါမှမဟုတ်လဲ if လို့ဘာသာပြန်တယ်တဲ့ဗဒုဋ္ဌေန which corrected တာခြာစားတာတော့မကောင်းတာတော့ပြောဗုဒ္ဓဗုဒ္ဌေနကို corrected လို့ဘာသာပြန်တာမနစာ thought မနစာ thought ဘာစတိဆိုတာ speaks ဒီစုံတယောက်ကပြောမယ်ကရောတိဆိုတာဝါဆိုတော့ or ကိုပြောတာနော် or ဒါမဟုတ်ကြဘာစတိဆိုတာ acts ပြုလို့တာတရော due to it ဒုက္ခံဆိုတာ suffering ဟာ none that person အနွေတိဆိုတာ follow အစဉ်လိုက်တယ်တဲ့အနွေတိကို follow ဆိုပြီးတော့ပြန်တယ်ဝဟာတောဗရံ drought animals hoof ဝဟာတောဗရဒီတရိษံနွားတို့ပါတော့နော်ဒီ hoof ဆိုတာခွာကိုပြောတယ်ဗဒ hoof လို့ဘာသာပြန်တယ်ကြက်ကံဝိယကြက်ကံဆိုတာကဝိကိုပြောတာနော်ကြက်ကံဝိယ the cat ဝိလှဲပင်ကဲ့သို့နော် as ဝိယကို as လို့ပြန်တာ all that we experience ဒါကိုခြုံပြီးတော့ကျတော့ဒီဘာသာပြန်တာကတော့ all that we experience begins with thought ဒီအရာအလုံးပေါ့နော်အရာအလုံးတွေ့ကြုံခံစားရတာတွေဘယ်ကစလဲဆိုလို့ရှိရင် begin with တယ်စိတ်ကပဲစတယ်အတွေးရပဲစတယ်တဲ့ our was and these spring from thought our was ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီပြောတဲ့စကားတွေ and these ဆိုတဲ့ဒီခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့အရာတွေက spring from thought spring from ဆိုဖြစ်ပေါ်လာတယ် thought ဆိုတဲ့အတွေးကနေဖြစ်ပေါ်စိတ်ကနေစတင်ဖြစ်ပေါ်လာတယ် if we speak or act with evil thought အကယ်၍ကျွန်တော်တို့ကဒီမကောင်းတဲ့စိတ်နဲ့ပြောမယ် act ပြုလုပ်မယ်ဆိုလို့ရှိရင် unpleasant circumstances unpleasant ဆိုတာမနှိမ့်ညွတ်ပဲကောင်းတဲ့မကောင်းတဲ့ပေါ့နော်မကောင်းတဲ့အခြေအနေတွေ experiences အတွေ့အကြုံတွေက in avoidably result ဒီရှောင်လွှဲလို့မရတဲ့အကျိုးဆက်တွေပေါ့နော်ခံစားရနိုင်တယ်ပေါ့တွေ့ကြုံခံစားရတယ် whenever we go ဘယ်နေရာပဲသွားတာ we create a better circumstances ဘယ်နေရာပဲသွားတာ we create ဖန်တီးတာကြာ better circumstances ဘာသာမကောင်းတဲ့ circumstances အခြေအနေကိုဖန်တီးတယ် because ဘာကြောင့်လဲဆိုလို့ရှိရင် we carry better thought ဘာကြောင့်မကောင်းတဲ့ဟာတွေခံစားရတယ်ဆိုလို့ရှိရင်အများရန် carry တဲ့တည်ဆောင်တဲ့ bad thought မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်တွေကိုအများရန်ကိုယ်စီမှာတည်ဆောင်ယူထားတဲ့အတွက်ကြောင့်ဒီမကောင်းတာတွေကိုမကောင်းတဲ့အခြေအနေကိုပဲဖန်တီးနေပေါ့နော် we cannot shake off this suffering as long as we are tied to our evil thoughts cannot shake off ဆိုတာဒီဖယ်ထားလို့မရဘူးလွတ်ချထားလို့မရဘူးတဲ့ this suffering ဒီဒုက္ခတွေပေါ့နော် as long as we tied our evil thought တကယ်လို့ကိုယ့်ရဲ့
evil thought ဆိုတာမကောင်းတဲ့အတွေးတွေကိုတိုက်ဆိုချီနှောင်ထားတာပေါ့နော်ကို့မှာမကောင်းတဲ့အတွေးတွေချီနှောင်ထားမြတ်ကာလပတ်လုံးဒီဒုက္ခကြီးကိုလွတ်ချထားလို့မရဘူးပေါ့ This is a very much like the wheel of cart following the hoof of the ox yoke to the cart သူကဘာဥမာနဲ့တူလဲဆိုလို့ရှိရင် this is very much like ဒါနဲ့တူတယ်ပေါ့နော် the wheel of cart ဆိုလှဲဘိန်းပေါ့နော် cart ဆိုတာကလှဲကိုပြော wheel ကဘိန်းလှဲဘိန်းဟာဆိုတော့ following ဆိုတာအစဉ်လိုက်နေတယ်ပေါ့နော် the hoof of the ox ဆိုတဲ့နွားရဲ့ခြေဟာခွာကို yoke to the cart yoke ဆိုတာကထားတာဗျာနော် to the cart ဒီလှဲမှာကထားတဲ့နွားရဲ့ခြေရာကိုလှဲဘင်းကအစဉ်လိုက်တဲ့နဲ့တူတယ်တဲ့ the cart wheel လှဲဘင်းဟာ along with the heavy load of the cart ဒီလှဲဘင်းဟာဆိုလို့ရှိရင် along with the heavy ဆိုတာလေးလံတာဗျ load ဆိုတာဝန်တော့ဝန်ဖို့ပေါ့နော် the cart ဒီလှဲပေါ်မှာဆိုလို့ရှိရင်ဒီဝန်တော့ဝန်ဖို့ကြီးတင်ထားတာပေါ့ဥပမာစပားတို့ပဲဖြစ်ဖြစ်စံတို့ပဲဖြစ်ထင်းတို့တစ်တို့ပေါ့စားရည်တွေဝင်ဒီဟွာပေါ့တင်တခုခုပစ္စည်းလေးလံတဲ့ပစ္စည်းတင်ထားတဲ့လှဲမှာပေါ့နော် keep following the drog ox ဒီလှဲကြီးကလှဲပင်ရဆိုလို့ရှိရင်ဒီနွားရဲ့နောက်ကိုအစဉ်လိုက်နေတယ်လို့ပဲတဲ့ the animal is bound to this heavy load and cannot leave it animal ဆိုတာဒီတရားဝါတွေကဆိုလို့ရှိရင် bound to this heavy load ဆိုတဲ့ heavy load ဆိုတာဒီဝန်ကြီးတဲ့ဟာကြီးကိုထမ်းထားတာပေါ့နော်အဲ့ဒီနဲ့ချီနှောင်ထားတယ်ပေါ့နော်အဲ့လိုချီနှောင်ထားတယ်လို့ရှိရင် cannot leave it ဒါကြီးကိုဒီဒါကြီးကနေလွတ်ချထားလို့မရဘူးပေါ့နော်ထားခဲ့လို့မရဘူးပေါ့အများတန်းဒီကိုယ့်ရဲ့ကိုယ်ကမကောင်းတဲ့စိတ်နဲ့လုပ်မယ်မကောင်းတဲ့ဟာတွေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့မကောင်းတဲ့ဒီဝန်တော့ဝန်ဘူးရဲ့ကြီးနေတဲ့အတွက်ကြောင့်အများတန်းကိုယ့်ရဲ့နောက်ကိုဒီမကောင်းတဲ့ဒုက္ခတွေစိတ်စေတနာတွေကအစဉ်လိုက်နေတယ်တဲ့သူကဒီဥမာနဲ့ပြတာပါနော်ဒါကြောင့်အားလုံးဒီနေဖတ်ပြတာလေးကိုမရှင်းဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ဟိုနားထောင်ပေါ့နော်တစ်ခေါက်နဲ့နားမလဲလို့ရှိရင်နှစ်ခေါက်သုံးခေါက်လောက်နားထောင်ပေါ့အဲဒါဆိုလို့ရှိရင်ဒီဇလန်းကိုလည်းနားလည်မယ်ဟိုဒီဘုရားရဲ့ဓမ္မပဒကိုလည်းပဲရင်းနှီးမယ်နောက်တစ်ခုကအင်္ဂလိပ်စာဒီအရေးသားတွေစကားလုံးတွေကိုလည်းပဲဟိုကဒီပို့ပြီးတော့ရင်းနှီးပြီးတော့ကျတော့ဖတ်တတ်တော့မှာပေါ့နော်ဒီအားလုံးတရားဓမ္မတွေလည်းပဲနားလည်ပြီးတော့ကျတော့အင်္ဂလိပ်စာလည်းပဲတိုးတက်ကြပါစေဗျာကဲဒါပဲเนาะအားလုံးဘိုင်ဘိုင်